ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ပေါ့နော်အခုဘောင်ချလေးထုတ်ပြီးသွားပြီဆိုတော့ကျွန်တော်စတစ်ကာထုတ်ပုံတုံးနည်းလေးဆိုတော့ဒီစတစ်ကာထုတ်ပုံတုံးနည်းလေးကျွန်တော်ချစ်ပြပြီးမယ်ပေါ့နော်ကျွန်တော်အခုဘောင်ချထုတ်နေတဲ့နေရာနေမှာကျွန်တော်စတစ်ကာလေးထုတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟွာလေးလို့မုတ်ကလေးချိန်ပေးရမယ်ပေါ့နော်ကျွန်တော်မုတ်ကလေးချိန်မယ်ဆိုရင်ခုနအတိုင်းပဲကျွန်တော်စက်ကလေးကိုအရင်ပါဝါရင်ပိတ်လိုက်မယ်ခင်ဗျာစက်ကလေးကိုပါရင်ပိတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုခုနအတိုင်းပဲ fit ကလေးကိုဖိမယ်ပြီးလို့ရှိရင်ကျွန်တော်ပါလေးတစ်ချက်ဖွင့်ပေးမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ခုနကလိုမျိုးဘောင်ချထုတ်ဖို့အတွက်မုတ်ကလေးချိန်တယ်လို့မျိုးပဲပေါ့နော်ကျွန်တော်ဒီတော့ကျွန်တော်မီးနီလေးလင်းလာမယ်ပြီးရင်ပြားလေးလင်းလာမယ်ပြီးလို့ရှိရင်ကျွန်တော်မီးအောင်ဆုံးလေးလင်းလာမယ်ခင်ဗျာမီးအောင်ဆုံးလေးလင်းလာဆိုရင်တော့ကျွန်တော်ခဏဖိထားမယ်ပြီးလို့ရှိရင်ကျွန်တော်3-4မိနစ်3-4စက္ကန့်လောက်ဆိုကျွန်တော်ထွက်လိုက်မယ်ခင်ဗျာဒါအရင်ဆုံးပေါ့နော်ဒီမှာကျွန်တော်ထွက်လာလိမ့်မယ်ဒီမှာတော့ကာလီမုံမှာကျွန်တော် TSPL ဆိုပြီးပြနေလိမ့်မယ်ခင်ဗျာအခုအော်ကားရဲ့မုံမှာကျွန်တော် TSPL လို့ပြနေတယ်ကျွန်တော်နောက်ချက်နေကြည့်လိုက်မယ်ဒီမှာကျွန်တော် receipt mode ရှိရယ်နောက်ချက်ထပ်နေလိုက်မယ်ကျွန်တော်ဒီမှာ CPC ရရှိရယ်ကျွန်တော်အခုလက်ရှိဟာစတစ်ကာထုတ်မှဖြစ်တဲ့ကြောင့်ကျွန်တော် TSPL လေးကိုရွေးပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာ TSPL ရောက်ပြီ TSPL ရောက်ပြီဆိုရင်ခုနအတိုင်းပဲကျွန်တော်စက်ကလေးကိုပိတ်လိုက်မယ်ခင်ဗျာစက်ကလေးကိုပိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အခုစတစ်ကာလေးသုံးမှာပေါ့နော်စတစ်ကာလေးသုံးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စတစ်ကာ roll လေးထည့်ပေးရမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ပေါ့နော်အခုစတစ်ကာလေးကလေးကျွန်တော်ထည့်မယ်ပေါ့နော်စတစ်ကာလေးကလေးလေးကိုထည့်မယ်ဆိုရင်ကျွန်တော်စက်ကလေးဖွင့်လိုက်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီပေါင်ချတော့မလို့တော့ဖြစ်တဲ့ကြောင့်ကျွန်တော်ပေါင်ချလေးကလေးခဏထုတ်လိုက်မယ်ပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာ adjust ပြားလေးနှစ်ပြားပါရခင်ဗျာဒီ adjust ပြားလေးကိုကျွန်တော်ခုသုံးမယ်ပေါ့နော်ဒီမျိုးလေးကျွန်တော် adjust ကလေးကိုတစ်ဖက်ကထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ sticker လေးကိုပေါ့ကျွန်တော်ဒီတိုင်းလေးပဲထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီလိုချမ်းလေးကျွန်တော်ဒီ adjust ပြားလေးထပ်ပြီးတော့ထည့်ပေးလိုက်မယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်အရင်နဲ့မချက်ဘူးအရင်နဲ့မချောင်းဘူးပေါ့နော်ကျွန်တော်ဒီမျိုးလေးရပါပြီဆိုရင်ကျွန်တော်ဒီထည့်လေးမှာထည့်လိုက်မယ်ကျွန်တော်ဒီမှာပေါ့နော်အကွက် clear တဲ့ကိုထည့်ယူလိုက်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော် adjust clear အတိုး short လေးရှိရခင်ဗျာဒီဘက်မှာဒီကောင်လို့ကျွန်တော်သားလေးဒီဘက်ကလေးကိုဆွဲပြီးတော့ကျွန်တော်ဒီလိုလေးတိုးလိုက်မယ်ခင်ဗျာဒီမျိုးလေးတိုးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်အဖိုးလေးကျွန်တော်ခုနအတိုင်းပဲအုပ်လိုက်မယ်ခင်ဗျာတော့ပေါ့နော်ဒီမှာဖြတ်ရလေးနဲ့ကွက်တိကြာရမယ်ခင်ဗျာကျွန်တော်ဒီမှာတစ်ချက်ဆွဲလိုက်ရင်တစ်ချက်ဖြတ်ရလေးနဲ့ကြာမယ်နောက်ချက်ထပ်နေမယ်ဖြတ်ရလေးနဲ့ကွက်တိကြာရမယ်ခင်ဗျာဒီမျိုးလေးဆိုရင်တော့ကျွန်တော်ဒါစတစ်ကာမုတ်ကလေးချိန်တာမှန်သွားပြီခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဆက်ကလေးကကျွန်တော်ဒီစတစ်ကာမုတ်ကလေးချိန်ပြီးသွားပြီဆိုတော့ကျွန်တော်အခုဖုန်းလေးနဲ့ထုတ်ပုံထုတ်လေးပြပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာပေါ့ open လေးပဲပေါ့နော် software လေးအခုလည်းကျွန်တော်ပေးထားဒီ software လေးပေါ့နော်ကိုဒီ software လေးကိုချက်ဝင်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီညာဘက်စွန်လုံးနောက်မှာ printer လေးမချိန်ထားလို့ရှိရင်တော့အမှားလေးပြနေလိမ့်မယ်ခင်ဗျအားလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ရဲ့ printer 001ဆိုပြီးတော့ပေါ်ဆုံးမှာပေါ်နေလိမ့်မယ်ခင်ဗျာအကောင်လို့ကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်ဒီဘက် more ဆိုတဲ့အကောင်လေးရှိရပါတော့ဒီ more လေးကိုတစ်ချက်လောက်နှိပ်မယ်ပြီးရင် switch လေးတော့ဝင်လိုက်မယ်ခင်ဗျာပြီးရင်ကျွန်တော် TSPL နဲ့ထုတ်မှဖြစ်တဲ့ကြောင့်ကျွန်တော် TSPL လေးကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် print tag ဆိုတာလေးရှိရ print tag ကလေးကျွန်တော်တစ်ချက်ဆန်းပြီးနှိပ်လိုက်မယ်ခင်ဗျကျွန်တော် print tag ကလေးနှိပ်ပြီးဆိုရင်ဒီလိုမျိုးဘာကုတ်ကလေးနှစ်ခုပေါ်လာလိမ့်မယ်ခင်ဗျအဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ print 2 page လေးတစ်ချက်ရွေးပေးရမယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်ပြန်ထွက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အခုဘာကုတ်ကလေးဖန်တီးရမယ်ဆိုကျွန်တော် create ဆိုတဲ့အကောင်လေးရှိရခင်ဗျဒီ create ကလေးကိုတစ်ချက်နဲ့အောင်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် white ကကြတော့အကိုတို့ကိုကျွန်တော်ထည့်ပေးလိုက်တဲ့ site ကလေးကကြဒါလေးက40ပေါ့နော်ဒီလိုဆိုရင် height က30ပေါ့နော်အဲ့တော့ကျွန်တော် white နေရာမှာကြတော့ကျွန်တော်40ဆိုပြီးရေးလိုက်မယ် height နေရာမှာကြတော့ကျွန်တော်30ဆိုပြီးထည့်လိုက်မယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော် create ဆိုတာလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒီဖြူတန်းလေးပေါ့နော်ဒီဖြူတန်းလေးထဲမှာကျွန်တော်ဆက်သလောက်ကျွန်တော်ရေးချင်တာလေးရေးလို့ရမယ်ခင်ဗျအဲ့ဆိုရင်ကျွန်တော်ရေးဆုံးစာရေးမယ်ဆိုရင် text ကိုနှိပ်လိုက်မယ်ဥမာနေပါတော့ကျွန်တော်ဒီမှာပေါင်မုတ်900 gram ပေါ့ကျွန်တော်ပေါင်မုတ်900 gram ဆိုရင်ကျွန်တော်စာလေးတစ်ခုရေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုစာလေးတင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ style လေးတွေကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအချီးသေးလေးရွေးမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဘိုးတင်နေတယ်ဆိုရင်ဘိုးလေးကိုရွေးမယ်စာလုံးလေးအဆောင်လေးလိုချင်ကျွန်တော်အဆောင်လေးရွေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဘာကုတ် create လုပ်ပြီးမယ်ဘာကုတ်တတ်မှတ်ပုံတတ်မှတ်နည်းလေးကကျွန်တော်ဒီမှာ 1D ဆိုတဲ့ကောင်လေးရှိရခင်ဗျ 1D လေးကိုတစ်ချက်နှိပ်လိုက်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်ဒီယောက်ကဘာကုတ်ကလေးပေါ့နော်အခုတို့ဒီကိုပိုင်ဘာကုတ်ကလေးဖန်တီးခြင်းတဲ့ခါကြလို့ရှိရင်ကျွန်တော်ဒီယောက်ကဘာကုတ်ကလေးတန်းလေးကိုပြောင်းမယ်ဆိုရင်ကျွန်တော်ဒီယောက်က T ဆွဲကောင်လေးတစ်ချက်နှိပ်လိုက်ဥမာနေပါကျွန်တော် A100001 ပေါ့ကျွန်တော်ဒီမျိုးလေးကိုတတ်မှတ်ပစ္စည်းတစ်မျိုးချင်းတည်းကိုကျွန်တော်ဥမာနေကျွန်တော် A1001 ဆိုပြီးကျွန်တော်တတ်မှတ်တယ်နောက်တစ်ခုဆိုရင်1002ဆိုပြီးကျွန်တော်တတ်မှတ်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်ရင်တတ်မှတ်လိုက်မယ်ပြီးလို့ရှိရင်ဒီကောင်လေးကိုလည်းခုနအတိုင်းပဲကျွန်တော်လူတလောက်ကလေးချဲ့လို့ရရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဈေးနှုန်းထည့်ကျင်တာထည့်ကျင်ကျွန်တော်ဒီက test ကလေးကိုပဲထည့်နိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနအတိုင်းလေးပဲကျွန်တော် price ဆိုပြီးနှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်သူ့ရဲ့ဈေးနှုန်းလေးကဘယ်လောက်လဲပေါ့ကျွန်တော်2500ဆိုပြီးတတ်မှတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးမှာထားမယ်ခုနအတိုင်းပဲကျွန်တော် style နဲ့ကိုသွားမယ်ဘိုးလေးတင်မယ်ပေါ့နော်ပြီးရင်ကျွန်တော်
ဒီပေါင်းမ900 gram ဆိုတဲ့အကောင်လေးကိုကျွန်တော်နောက်ပိုင်းကျရင်လည်းကျွန်တော်ထပ်ထုတ်ဖို့အစီအစဉ်ရှိသေးတယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးစေထားလိုက်မယ်ခင်ဗျပြီးကမှကျွန်တော်ပြန်ပြီး print ထုတ်ပေးမယ်ပြင်ကျွန်တော်ဒီ print ပေါ့နော် print လေးကိုတစ်ချက်နှိပ်လိုက်အခုအရေးအတွက်ဘယ်လောက်လိုချင်တာလဲပေါ့ကျွန်တော်အခု90လားအခု100လားပေါ့ဒီနေ့လေးမှာကျွန်တော်သွားပြောင်းလို့ရတယ်ခင်ဗျဥပမာကျွန်တော်အခု10ခုပဲလိုချင်တော့10ဆိုရင်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီက print လေးကိုတစ်ချက်နှိပ်လိုက်မယ်ခင်ဗျကျွန်တော် print လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီလိုမျိုးလေးထွက်လာမယ်ခင်ဗျဘာကုတ်ကလေးဒီလိုမျိုးလေးပေါ့နော်ကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ original ဘာကုတ်မရှိတဲ့အကောင်လေးတွေအကုန်လုံးကိုကျွန်တော်တို့သွားပြီးတော့ဘာကုတ်ကလေးကတ်လို့ရပါပြီခင်ဗျဒီလိုမျိုးလေးကျွန်တော်ခွာလိုက်ပြီးတော့ဘာကုတ်ကလေးကတ်လို့ရပါပြီခင်ဗျ